ကိုချစ်ကြတဲ့ကျေးဇူးရှင်ပြည့်တဲ့များစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းပြည့်စုံကြပါစေစိတ်တော်တဲ့ကိုယ်ပါလူရဆန္ဒပြည့်စုံပါစေလို့ဒီကမေတ္တာပို့ပထမဆုံးဆုတောင်းပေးပါတယ်ဒီယခုလိုမြန်မာမူတိကိတာကြီးပထမဆုံးစပြီးတော့ဒီထောင်တဲ့အချိန်မှာအားပေးတာဘာလို့လဲလို့မေးရင်ဒီဘေးကိုချစ်ကြတဲ့ဗီဒါရွှေကြမိသားစုကမမမိုးနော်မမထွေးတို့မိသားစုမမဗီဒါမိသားစုကနေပြီးတော့ကထိန်မောကြီးမှာစငါလို့ဒီဘေးတိကိတာဝိုင်းစတင်ဒီထောင်ပြတာပါဒါကြောင့်မို့လဲဘေဘေကအလှလူမဲ့ဆိုလို့ရှိရင်ဘာပဲလုပ်လို့ဘေဘေကအမြဲတမ်းဗီဒါရွှေကြနေပဲအမြဲတမ်းအားပေးပြီးတော့ဗီဒါရွှေကြနေပဲအခမ်းအနားပါခင်ဗျာမင်္ဂလာပါဘေဘေမန္တလေးမြို့မှာလူပွဲမင်္ဂလာပွဲမွေးနေ့ပွဲဒီမှာဆိုရှင်အခမ်းပြုမှုရဲ့ဗီဒါရှိကြရထွေးတဲ့လူကြီးလာဝယ်တာဖြစ်ပါတယ်။အားကြောင့်လာဝယ်လဲဆိုတော့ဘေဘေနဲ့အလူပေးကြတဲ့အလူကအလူမများကိုဘေဘေကပြန်ပြီးတော့လက်ဆောင်ပေးတာဖြစ်ပါတယ်။အဲ့တော့လက်ဆောင်ပေးမှာပဲဖြစ်ဖြစ်အလူပွဲမင်္ဂလာပွဲကျိုးမွေးအခမ်းမှာပဲဖြစ်ဖြစ်ဗီဒါရှိကြလေးကိုမမင်းနဲ့နော်မတမ်းမကောင်းတဲ့ရထွေးတဲ့လေး share မှ shareရထွေးတဲ့လေးနဲ့ဗီဒါရှိကြမိသားစုကနေတော့ဒါတဲ့သူများကိုအခမ်းပြုမှုနေပါတယ်။ဒါပြပါမယ်။သူကမယန်းသေးလက်ဖက်နဲ့သူကမယန်းသေးရဲ့လက်ဖက်လောနဲ့ထားတာမယန်းသေးလက်ဖက်နဲ့လေးကောင်းတာဒါကြတော့ဒါကြမကြီးဘူးလက်ဖက်နဲ့မိုက်ရဲ့ဘူးနဲ့လက်ဖက်နဲ့ရောသူကချင်းငယ်ကလေးစားကောင်းတယ်။ဟုတ်ပြီဒါလေးကဒါကြတော့ပစုံကျောင်းလက်ဖက်နဲ့ပစုံကျောင်းနဲ့လက်ဖက်နဲ့ရောထောင်းတာလားဒါတော့အခါဆန်းနဲ့ခါဆန်းနဲ့ဒါချင်းနဲ့ချင်းကျောင်းနဲ့ချင်းလေးချောင်းချောင်းလေးနဲ့ဒါကြတော့ချင်းလက်ဖက်ညွန့်တာပါဟုတ်ပါဒါတော့ဆောင်းဝါးသေးချောင်းနဲ့ဆောင်းဝါးသေးကို6ကံလေးလက်ဖက်နဲ့ထားသူအရသာတော့စိတ်သားရတာပုံစံမျိုးလေးဒါမှစိတ်သားတော့မဟုတ်ဘူးဒါလေးကဒါတော့ဆောင်းဝါးသေးပြရင်လည်းဆောင်းဝါးသေးအစုံနဲ့လို့လည်းခေါ်ကြတယ်ဒါကြတော့ခေါင်းချင်စမ်းနဲ့ပါခေါင်းချင်စမ်းနဲ့ဟုတ်ပါပြီနေထွေးနက်ကကြတော့ဟိုနေထွေးနက်ကကြတော့ဟိုဆိုင်ရပိုင်ရှင်မနာမည်မငယ်ဘူးလေဟိုဈေးဆိုးရှင်းတော့ဒီဘက်တွေကကြတော့နေထွေးနက်တဲ့ဟာလေးပေးပါဆိုပြီးတော့နေထွေးနက်ပြန်လာတော့နေထွေးနက်ကဒါလေးပြောလို့နေထွေးနက်ပြန်လာတော့ပွဲနိုင်ရတော့နေညွန့်နေထွေးချင်စမ်းနဲ့အဲ့တော့ပွဲနိုင်ပေါ့နေရွေးနဲ့ဆိုတာချမ်းမဟုတ်ပါဘူး။ဆိုင်မရှင်ကမငယ်ရွေးဆိုတော့နေရွေးလေးနဲ့တာလေးတော့ပို့ပြီးအရသာချီကြလို့အားတော့ငယ်ရွေးနဲ့ဆိုပြီးနာမည်ကြီးတာပါတယ်။အားတော့ငယ်ရွေးလေးနဲ့ဖြစ်ပါလေ။ဒီဝက်မင်္ဂလာပွဲမှာအားပေးမယ်ဆိုရှင်အားလုံးစားလို့ကောင်းတာမန္တလေးကဒီရောက်ရှိတယ်။